Hello ရောင်ဝင်ပြောခမ်းကြဝင်လေးလူရဲ့ထွက်ရိုက်ကအားလုံးပဲမင်္ဂလာပါစနာလထုတ်ကိုပဲဖြစ်ပါတယ်ရှင်ဒီနေ့အကူကအစာရေးဆရာတော်တာမင်းရဲ့မဲရည်လွေတူများဖတ်ဖို့ဆိုရဲစာအုပ်ထဲကအကူအကြိုက်ဆုံးစာသားလေးတွေကိုမျှဝေပေးမှာပဲဖြစ်ပါတယ်ရှင်အားလုံးအတွက်လည်းခွန်အားဖြစ်စေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်စားကြလိုက်ရအောင်နော်ပျော်ရွှင်ရဆုံးအချိန်မှမဟုတ်ပါဘူး။နာကျင်ဝမ်းနည်းရတဲ့အချိန်အနေမျိုးတွေမှာလေလွတ်လပ်စွာပြုံးနေနိုင်ပါတယ်။အပြုံးတစ်ကြောင်နှလုံးသားတစ်ခုလုံးအေးချမ်းနေပါစေ။ဒီနေ့အတွက်ပြုံးပြီးသွားပြီလား။ဒီနေ့တစ်နေ့တာလုံးအတွက်ပြုံးခဲ့သေးလား။မပြုံးရသေးဘူးဆိုရင်ဒီစာလေးကိုဖတ်နေရင်ပြုံးလိုက်ပါ။ကျွန်တော်တို့ရဲ့ဘဝဆိုတာတိုက်ပွဲတစ်ခုပါပဲ။တိုက်ပွဲကြီးကြောင်းကျွန်တော်တို့ရုန်းကန်ကြရတယ်တွန်းလှန်ကြရတယ်တိုက်ပွဲကြီးအတွက်အားစိတ်နေရတာကြောင့်ကိုဂရုစိုက်ဖို့အချိန်မရှိတော့ရှားပါလာရတယ်တနေ့ဘဝအမိုးတွေနဲ့ပဲအိပ်ဆက်ကြရတယ်အချိန်တွေကြာလာတဲ့အခါမှာတော့လောကကြီးအလှတရားကိုခံစားဖို့မေ့လျော့လာရတယ်ငါဟာဘသူလဲဘာအတွက်ရှင်တန်နေရတာလဲဆိုတာမျိုးတွေတောင်တိရှိနားလေဖို့ခက်ခဲလာရတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့နေ့ရက်တိုင်းကိုပြုံးတက်အောင်လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ချစ်မြတ်လို့ရတူရဲ့ပြစ်ပယ်ခြင်းကိုခံရတဲ့အခါကိုပိုချစ်ပါမယ်ဆိုတဲ့အတိစိတ်လေးနဲ့ပြုံးပါ။အစိုးလောကဓာတ်နဲ့ပဲကြုံရအကောင်လောကဓာတ်နဲ့ပဲစုံရအတည်ငြိမ်ဆုံးနဲ့အလှပဆုံးပြုံးနေလိုက်ခြင်းကအကောင်းမွန်ဆုံးဘဝနေထိုင်တမျိုးပါပဲတိုက်ခိုက်ခံရတဲ့အခါပြုံးနေပါကိုစကလုံးတွေနဲ့နှာကျင်အောင်ပဲတိုက်ခိုက်အပြုတ်အမူတွေနဲ့ခံစားရအောင်ပဲတိုက်ခိုက်ဘလို့ပဲတိုက်ခိုက်နေကြပါစေပြန်ပြီးမတိုက်ခိုက်ပဲ everything is okay ဆိုတဲ့အပြုတ်အမူလေးနဲ့ပြုံးနေလိုက်ပါကိုအပြုံးအောင်မှာတိုက်ခိုက်သူအထက်အခါကြာရှုံးနေပါစေဘာမှမဟုတ်တဲ့ဒူရဲ့တိုက်ခိုက်မှုမှာဝမ်းနည်းခံစားနာခြင်းပြီးကြည်ရဆိုအောင်မနေလိုက်ပါနဲ့အခုအတွက်ဆိုလို့ရှိရင်ဒီစာသားလေးတွေကအရန်ကိုခွန်အားဖြစ်နေပေါ့နော်အလုံးအတွက်လေးခွန်အားဖြစ်မယ်လို့ယုံကြည်ပါတယ်အမေတမ်းပဲအပြုံးမပြတ်ဆက်ကြိုးစားရအောင်နော် fighting ပါအလုံးကျေးဇူးတင်ပါတယ်